မင်္ဂလာပါတော်ရင်ဘူးလုပ်ငန်းကြိုဆိုပါတယ်ဒီနေ့မိတ်ဆက်ပြသပေးခြင်းတာကတော့အနေနဲ့ရက်ကအမအော်ဒါလေးတွေနဲ့ပါဒါလေးဆိုလဲရင်ကားချက်လေးအလျားဟိုမှာ3ပေအမြင့်တစ်ပေခွဲဒါဖောက်ပန်းလေးပေါ့ကျွန်တော်ဒါလဲရင်လေးဂျပန်ဆေးပကြီးလေးနဲ့ပေါ့ဒါကိန်းကြီးကားချက်လေးဒါလေးလည်းဖောက်ပန်းကားချက်လေးပေါ့အလျား3ပေအမြင့်တစ်ပေခွဲဟိုမှာဂျပန်ဆေးပကြီးလေးပေါ့ဒါတော့ကျွန်တော်ချစ်ပန်းလေးပေါ့ဒါကရဝိတ်အလျား3ပေပဲအမြင့်တစ်ပေခွဲဟိုမှာဒါဂျပန်စီးပကြီးလေးနဲ့ဒါလေးဆိုလဲကျွန်တော်တို့ချိန်လေးတွေနဲ့ထည့်ပေးထားပါဒါချိတ်ဖို့ဟိုရောက်ရင်ပတ်လေးလံပြောင်းလိုက်အောင်မယ်ဖောက်ပန်းလေးတွေကချိန်မထည့်ဘူးဆိုတာကျွန်တော်အဲ့ပေါက်လေးတွေကနေပြီးတော့တန်လေးတွေနဲ့ဟိုထိန်းလို့ရတယ်ပေါ့ဒီကောင်လေးကကျတော့ကျွန်တော်တို့ချိန်လေးတွေထည့်ပေးထားတာဆိုတော့ချိတ်လို့ရအောင်လို့လွယ်တယ်ကူဒါတော့ကိန်းနီအောင်မှနိုင်လေးရောပေါ့အလျား3ပေအမြင့်တစ်ပေခွဲပဲဒီချစ်ပန်းလေးတွေဆိုတော့ကျွန်တော်တို့ဒီချိန်လေးတွေနဲ့တစ်ခါထည့်ပေးထားပါတယ်နေရာမှာဒါဟိုရောက်ရင်ဘက်လန်ပြီးချိတ်လိုက်အောင်မယ်ဒါတော့ညီမယူကစိုင်းဝိုင်းကားချက်လေးပေါ့ဒါဖောက်ပန်းလေးနဲ့ပေါ့အလျား3ပေအမြင့်14လက်မဖောက်ပန်းညီမယူကစိုင်းဝိုင်းလေးပေါ့ဒါလေးရတော့ဒီပေါက်လေးတွေထဲမှာစကူလေးတွေနဲ့ထိန်းလို့ရတယ်ပေါ့ဒီပေါက်လေးတွေကနေချိတ်လို့ရတယ်အလုံးမတက်မချိတ်ချင်ဘူးဆိုခုနကကျွန်တော်ပြတဲ့ချိန်မျိုးလေးတက်မယ်ဆိုရင်လည်းစင်ပြေပါတယ်ဒါလေးတော့ကျွန်တော်တို့ချိတ်ပြီဆိုလဲကျွန်တော်ကဒီပေါက်လေးစကူလေးနဲ့ဒီလိုထိန်းထားတဲ့ငါမျိုးလေးလုပ်ပြီဒါတော့ငါးနှစ်ကောင်ဒီကောင်တော့အထောင်ကားချက်လေးတွေပေါ့ရွှေငါးနှစ်ကောင်အားကြလေးနဲ့အမြင့်3ပေအလျား14လက်မပေါ့ဂျပန်ဆေးပကြီးလေးနဲ့ဒါတော့ကိန်းကြီးမောင်းနေကိန်းကြီးမောင်းနေဟိုမှာအထောင်ကားချက်လေးအလျား14လက်မအမြင့်3ပေဒါရိုးရီးယားအဲကျူလေးဒီကဂျပန်ဆေးပကြီးလေးနဲ့ပဲအမြင့်3ပေအလျား14လက်မဒီကလေးကတော့တစုံပေါ့အဲကျူလေးကတော့မိုင်းတော့တစုံလေးတွေမှာလာများဒါတော့လောကနဲ့ကားချက်လေးဒါလောကပါလာနာမည်ကြီးပေါ့နော်နောက်အမြင့်3ပေအလျား14လက်မောင်းမှာဒီကောင်တစ်စုံပေါ့ဒါမင်္ဂလာစင်ကြာလေးဒါဂျပန်ဆေးပကြီးလေးအမြင့်3ပေအလျား14လက်မပဲဂျပန်ဆေးပကြီးလေးနဲ့ဒါတော့တောင်းကားချက်လေးပေါ့အမြင့်3ပေဟိုမှာအလျား14လက်မဒါပေါင်လေးနဲ့ပါတဲ့ဒီဇိုင်းလေးပေါ့ဒါတော့တောင်း3កောင်နာရီလေးအမြင့်2ပေဟိုမှာအလျား14လက်မပေါ့ဒါနာရီချက်လေးတွေဒါဂျပန်ဆေးပကြီးလေးနဲ့ဒါတော့လောကပါလာနာမည်ကိုဒါစိုက်သေးလေးပေါ့အလျားတပေအမြင့်တပေခွဲပေါ့ဒီအမြင့်တပေခွဲဒါချက်သေးလေးပေါ့စိုက်သေးလေးလောကပါလာနာမည်မှာစင်ကန်ချင်းသိခံလေးနဲ့ပေါ့နှစ်ချက်တစ်စုံလေးဒါမှားထားတဲ့ order လေးနိုင်ငံတော်စိတ်နိုင်ငံတော်စိတ်ဒါတော့လက်ဆောင်ပေးမလို့ဆိုပြီးကန်ဆယ်မိုင်းမှာထားတဲ့ဟာကြီးပါနိုင်ငံကန်ဆယ်မိုင်းမှာထားတဲ့နိုင်ငံတော်စိတ်လေးပါဒါကြီးကတော့တလားလောက်ကြာပြီပါဒီလိုကန်ဆယ်မိုင်းလေးတွေမှာမယ်ဆိုရင်တော့အချိန်လေးတွေပေးရပါတယ်အချိန်လေးတွေပေးရတယ်ဒါဆိုတလားလောက်ကြာနေကန်ဆယ်မိုင်းလေးတွေကျွန်တော်ပုံမှန်နဲ့လောက်ရတော့ဇိုင်းလေးတွေပါလေလောက်တာဟုတ်မော်ကြာတတ်လို့ချိန်ပေးနိုင်တော့ကန်ဆယ်မိုင်း order လေးလောက်ပေးပါတယ်တော်ဝင်ပပူကဒါတော့ရှင်လောင်းတဲ့ကားချက်ကိုမှဒီဇိုင်း2မျိုးပေါ့ဒါအလျား4ပေအမြင့်2ပေဒူး2လက်မနဲ့2ချက်လုံးကဒါလေးကတော့ဒါဖျားသေးဒီပထိုးလေးနဲ့ဒါတကွန်တိုင်လေးတွေနဲ့ဒါချင်းသိန်း2កောင်လေးနဲ့ဒါသေးဒီပထိုးလေးနဲ့ဒါရှင်လောင်းတဲ့ကားချက်လေးပေါ့ဒီဘက်ကလည်းရှင်လောင်းတဲ့ကားချက်ကိုမှဒါမျိုးတတိုင်းနဲ့ပေါ့နော်မျိုးတတိုင်းပါတာပေါ့ဒီကျန်နေသက်လို့မှယူမယ်ဆိုရင်တော့
ကျွန်တော်တော်ဝင်ဘူးရဲ့အယောင်းဆိုင်ဖုန်းချစ်တဲ့8860 90ခွန်ရှင်ကိုဆက်သွယ်မှာယူနိုင်လို့အလုံးယုံဖို့ပြည့်တဲ့43လုံး6655ကိုလည်းဆက်သွယ်မှာယူနိုင်တယ်။လာရောက်ကြည့်ရှုဝယ်ယူမယ်ဆိုရင်တော့တော်ဝင်ဘူးရဲ့လိပ်စာကတော့လမ်း4060A မျက်စင်နာ2လမ်းပါဗျ။ဒီအလုံးယုံကတော့မန်လေးကန်တော်ကြီးနောက်ချမ်းဟယ်လိုတီရှော့နောက်ကျော်လမ်းပါဗျ။ဒါလေးကတော့ order ပေးရမယ့်ချက်လေးပေါ့။ဒီပစ္စည်းလေး store မရှိပါဘူး။ပစ္စည်းလေးတကယ်လို့ကျန်နေသလိုမှာယူမယ်ဆိုရင်တော့10ရက်15ရက်လေးတော့စောင့်ပေးရမယ်ဗျ။ဒါကျွန်တော်တို့ရှေ့စီနီယံလေးတွေကိုလုံးလို့မပြီးသေးဘူး။ချက်ချင်းလေးတော့နည်းနည်းစောင့်ပေးရမယ်ဗျ။